အားလုံးပဲမင်္ဂလာပါရှင်ဒီစင်ကာပူနိုင်ငံထုတ်ပါတယ်ဒါလေးက SAP ပေါ့နော် publisher အနေနဲ့ပြောမယ်ဆိုတော့ဒါစင်ကာပူ Asia Education Book ကနေထုတ်တဲ့စာအုပ်ကလေးဖြစ်ပါတယ်သူက Learning Plus Mathematics ကိုမှ by the minute ဆိုပြီးတော့ပြောထားတဲ့စာအုပ်ကလေးဖြစ်ပါတယ် primary အရွယ်သားသားမိတွေအတွက်သင်္ချာကိုတိုးတက်စေဖို့ဆိုရင်တကယ်ကိုကောင်းမွန်တဲ့စာအုပ်ကောင်းလေးလေးဖြစ်ပါတယ်primary 1ကနေစပြီးတော့5အထိရနိုင်ပါတယ်ရှင်ဆိုင်မှာပေါ့နော်ပြီးတော့သူကတအုပ်ကို12000ကျပ်နဲ့ရောင်းပေးမှာလည်းဖြစ်ပါတယ် original book ပဲဖြစ်ပါတယ်เนาะအဲ့တော့သူကလေသူ့ရဲ့အားသာချက်ကလေးတွေကပြောမယ်ဆိုလို့ရှိရင်9မိနစ်အတွင်းမှာ exercise လုပ်ပေါ့เนาะလို့ပြောချင်တာပေါ့เนาะအဲ့တော့ minute ဆိုတဲ့အတွက်ကြောင့်သူက9မိနစ်နဲ့ exercise တစ်ခုလုပ်မယ်ပြီးရင်အဲ့တော့ဒီ primary level အတွက်ကလေးတွေအတွက်ဆိုလို့ရှိရင်လည်းတကယ်ကိုmathematical ကို fluently ဖြစ်လာမယ်เนาะ number facts တွေကိုမြန်လေးမှတ်မိလာမယ်ပြီး key skill တွေကိုလည်းပို့ပြီးတော့မှတ်နိုင်စွမ်းဖြစ်လာမယ်အဲ့တော့နေ့စဉ်တဲ့သူက exercise ကိုပေါ့เนาะအများကြီးမလုပ်နဲ့9မိနစ်လောက်သာလုပ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့သားသားမီးတွေကဒီသင်္ချာအတွက်ကိုပို့ပြီးတော့တိုးတက်လာစေမယ်ကောင်းမွန်လာစေမယ်ဆိုပြီးတော့ရည်ညွှန်းထားတဲ့စာအုပ်ကလေးဖြစ်ပါတယ်เนาะအဲ့တော့တအုပ်ကိုမှ12000ကျပ်ပါရှင်အဲ့တော့အတွင်းလေးပြပေးမယ်เนาะ primary 5 ထိရနိုင်တယ်ပေါ့เนาะဒါကတော့ဒါ1ရဲ့အတွင်းလေးပါရှင်1ရဲ့အတွင်းလေးပဲဖြစ်ပါတယ်ပြီးရင်ဒါလေးကဒါကဟိုပေါ့နော်textbook မဟုတ်ဘူးဒါကိုယ့်ရဲ့ကလေးတွေအတွက်ကိုထပ်ဆောင်းပြီးတော့လေ့ကျင့်လို့ရတဲ့activity book လေးဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် answer key လေးတွေလည်းပါမှာဖြစ်ပါတယ်ရှင်အဲ့တော့တအုပ်ကိုမှ12000ကျပ်နဲ့ဘယ်လိုလဲ original book ကိုရမှာပေါ့နော် original book ကလေးကိုရမှာပဲဖြစ်ပါတယ်ဒါလေးဆို2ပါရှင်ကဲဒါလေးဆိုရင်အခုပြဆိုဒါလေးဆို3ပါ3ဆိုတာ primary 3ပေါ့နော်ပြီးရင်ဒါလေးကတော့ primary 4အတွက်ဖြစ်ပါတယ်ရှင်ပြီးရင် primary 5ပါရှင်အဲ့တော့အခုစမ်းမလေးမှာကိုယ့်ရဲ့ခေခေတွေကိုဒီတင်ချာကိုပို့ပြီးတော့ပေါ့နော်တိုးတက်စေခြင်းနဲ့ဆိုလို့ရှိရင်ဝယ်ယူအားပေးဖို့ကိုတိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်